မင်္ဂလာပါလောင်ကြီးတို့ reaction video တွေပျောက်သွားလို့စိတ်ကောက်သွားပြီလားမကောက်ပါနဲ့ကျွန်တော်ပြန်လာပါပြီဒီနေ့ကနေတောက်ကြနေဆိုရင်အများတန်း reaction video ရှိမှာမလို့စောင့်မျှော်ကြည့်ပေးပါအောင်ကဲစမယ်ဘာကြီးမောင်လီလာအယောဒီမှာကျွန်တော်ပြန်လာပြီကျွန်တော်ချစ်တဲ့ထွေးညိုဘာကြီးမောင်မင်းပြန်လာသေးတယ်နော်ဟုတ်ကဲ့ဘာကြီးမောင်မင်းအလားကောင်းပြီမင်းအခါနှောင်းသွားပြီအဖေကလည်းလေဘာကြီးမောင်ရဲ့မင်းရွာထွက်သွားပြီးရဲ့နောက်ပိုင်း What အာနာရှင်စနေစိုးနေကြထွေးညိုလေထွေးညိုထွေးညိုဘာဖြစ်လဲဘာကြီးမောင်ထွေးညိုဘာဖြစ်လဲပြောစမ်းပါကျွန်တော်မင်းထွေးညိုငါဖာရန်ပို့လိုက်ပြီကွာအယောဒီမှာဘာမှမများတာဘယ်ကိုပို့လိုက်တာလဲဆိုလာခဲ့မယ်လေအဲ့နောက်ဘွားကိုအပြောင်းလဲလေးငါဖြစ်ချင်လို့ကြော်အရက်ဆိုင်မှာစပွဲစပွဲထုတ်လေတရားဘောကောင်းတယ်တောင်းပွဲလေးပါမကြပါဘူးအမို့အထုတ်ပြင်းထုတ်တဲ့သူတို့အဆက်အသွယ်နဲ့ပဲတင်မော်စီပေါ်မှာရေပက်ကြိုးချီပြီးတော့ထမင်းချက်ဖို့စမ်းသွားစေးနေပါကြပါဘူးပြန်မို့အထုတ်ပြင်းထုတ်ရတယ်ခဏခဏပြန်ထုတ်တယ်ဒီဆောင်နေတဲ့အောက်ဘက်ခုတ်နှခါရှိရထုတ်အလုံးလုံးနေပါထုတ်မကြပါဘူးပြန်မို့အထုတ်ပြင်းထုတ်တယ်သူတို့ရွှေမျောတွေမှာအလုံးဝင်လုံးတယ်မကြပါဘူးပြန်မို့အထုတ်ပြင်းထုတ်တယ်မန်းလေးရောက်တော့ကံကောင်းခြင်းလေးကနေစရာမရှိတဲ့ကောင်ကိုလက်ခံခဲ့တာအနောက်ခင်မကန်တိုက်သေးကမျိုးကန်ကြောင်းလေးမှာမကြပါဘူးပြန်မို့အထုတ်ပြင်းထုတ်တယ်အထုတ်ပဲထုတ်နေမကြပါဘူးအထုတ်ပြင်းထုတ်တယ်မကြပါဘူးအထုတ်ပြင်းထုတ်တယ်ဘလို့လို့လေကွာဘလို့ထုတ်အလန်းစားချောင်းအပ်တယ်လေအတူကြည့်အောင်လေမိုက်တယ်ဟောအလန်ကြီးထဲမှာကြိတ်ထဲမှာမိုက်တယ်ဟဲ့ဟောအလန်ကြီးကမသိဝင်ရိုက်သွားတယ်မိုက်တယ်ကဲမန်နေဂျာစကားမရှိနဲ့မင်းတို့ဆိုင်ကအချောလာတယ်ကိုငါအခန်းထဲထည့်ပါတရုံးရမင်းကပါသမီးရယ်လာကြမြန်လာကြအထဲဝင်မုံမိုးပေးဖို့စောင့်နေတာဦးကသမီးတို့ကျေစင်လေးကဘာဖြစ်တာတော့မျက်နှာလည်းမကောင်းပါလားကတ်တော့နေရလားဒီကဒီနေ့မှလှနေတာကြည်စမ်းသမီးအေးမင်္ဂလာပါဦးမင်္ဂလာပါသမီးမိုက်တယ်ကောဆက်စစ်ကြတယ်ကောင်းတယ်ဒါနဲ့သမီးစနိုးမတွေ့ပါလားဘောလာနောက်ဆုံးမှမင်းသမီးဆိုတော့အကြီးပဲအကေကြီးမန်းတော်ရိတ်ခုံနဲ့စဖွင့်လိုက်ကြအောင်ကွယ် KTV ရဆော်လေးစနိုးလေးကအကြိုက်ဆုံးဗလာရင်းနဲ့အချိုးမပြင်းနေရင်ဝင်အောင်လို့တော့ကျွင်ဗလာရင်းမှာတော့အိတ်တာအစိတ်သုံးပြီးတော့ဟိုတယ်သွားတယ်အဲ့ဒါတရေကြောက်လို့ဆိုပြီးတော့တငယ်ကြီးကောင်တွေခေါ်အိတ်တာလေအဲ့ဒါတော့အထင်လွဲဟုတ်လို့လားခွာအဲ့လိုမျိုးရဟုတ်တယ်ညီလေးအကိုမိမတရေကြောက်တော့အကိုကမေ့သွားတာတရေကြောက်လို့ဆိုကောင်လေးအပေါ်ခေါ်အိတ်တာလေအေးအဲ့ဒီကောင်လေးတော့အကိုကကျေးဇူးတင်နေတာဘာလို့လဲဆိုတော့အကိုမိမတရေကြောက်တော့မေ့သွားတာအထင်လွဲပြီးဆွမိတာညီလေးအဲ့တော့မဟုတ်လေဟိုတယ်မှာကောင်လေးတယောက်ခေါ်တိတ်တာအဲ့ဒါလင်းငင်းတယ်မဟုတ်ဘူး။ဟိုဘယ်ရလင်းငင်းနေမှာလဲ။သူတရေကြောက်တဲ့တောင်မေ့သွားတာ။သူတရေကြောက်လို့အဖေါ်ခေါ်အိတ်တာ။ဟုတ်တယ်။အကိုလေအဲ့ဒီကောင်လေးတောင်သေချာမာခဲ့ရသေးတယ်။ညီလေးလို့နောက်တစ်ခါမြန်အကိုမိမအကိုနဲ့စိတ်ဆိုးပြီးဆင်းလာရင်သွားအိတ်ပေးပါအောင်လို့အကိုကြီးတောင်းပြီးတော့လက်ဖေးဟိုပါပေးလိုက်ရသေးတယ်။အော်အဲ့ဒီလိုကြာအဲ့ဒီလိုကျွန်တော်အိတ်ပေးမယ်။ကျွန်တော်အိတ်ပေးမယ်။ဟိုဒီမဲ့ရတယ်ညီလေးအကိုမေးပြီးပြီ။ तू ကအဲ့ဒီကောင်လေးနဲ့မှတရေမကြောက်တာတဲ့အကိုနဲ့တောင်မှတရေကြောက်တယ်အကိုနဲ့တော့အဲ့လိုမရအဲ့လိုကြီးလားဟုတ်တယ်အဲ့ဒါသူရမွေးရပါအားနေချက်ဟောတကယ်ခမောက်တော့အော်တယ်ဗျာကျေးဇူးတင်တယ်ဗျာကျောင်းတန်ချင်းတွေ့ပြောလိုက်အောင်လမ်းမှာစာမြနွားကိုတွေ့ခဲ့တယ်တောက်လျှောက်ကြည့်နေတယ်တိတ်တော့မကြသေးနောက်ဆုံးမှစံပြနွားကြီးဆိုတော့ဘာလားဇလဲဘာလားကွာဇလဲမတန်းဇလဲစံပြနွားကြီး爸爸，跟你聊下去。叫你怎么？这没有搞呀，搞这没有交际呢。啊？搞呀搞这没有交际呢？别搞了，别搞，不要别搞了。搞呀搞这没有交际呢喽。爱搞把我代表，爱搞。爸爸嘞，这没有搞呀搞交际呢喽。哎，你讲不溜溜，这没有交际呢嘞。这没有嘞，可是我多来几，没多少来几，谁多来几，这没有到这边嘞。好哇，没人嘞哇，那就嘛牛肉煮的，看里边是要交际呢，好不好代表爱搞？爸爸嘞，搞呀交际呢喽。
ကြောင်ကြည့်တဲ့ကောင်ဘာကိုယ်တွားလုံးမယ် မဟုတ်ဘူးဘာပါလေခေါင်းရသမီးကိုကြောင်ကြည့်နေတယ်လို့ အဲ့ကြောင်ကြည့်တဲ့ကောင်ဘာမှလှုပ်ချင်တာလို့ မဟုတ်ဘူးသမီးပြောဒီလိုကြောင်ပြောနေတာ ဟာအဲ့ကောင်ငါတူမလေးကိုမျက်လုံးနဲ့ကြည့်ုံနဲ့မကောက်လက်ပါချင်တာပေါ့တွေ့မယ်ဒီကောင် ချလေကွာ သမီးပြောတာလေဘာပါမူရတယ်ပူစီကြောင်သမီးကိုကြည့်နေလို့ကြောင်ကြည့်နေတာလို့ပြောတာဘာပါရဲ့ ဟေး ခေါင်းရကြောင်ကြည့်နေတယ်ခေါင်းရကောင်ကြောင်ကြည့်နေတယ်နဲ့ရှုပ်ပါလား ဗျာ ဒီနေ့ဖះပေါ်မှာဘယ်သူမှမရှိဘူးနော် အင်းဟုတ်တယ်မရဲ့လူတွေရှင်းနေတာပဲ မောင်ဘာမှမလုပ်ချင် လောက်တော့လောက်ချင်တယ်မရဲ့ ဖះဘော်လေကွာ ကြိုက်တာတော့လေမစိန်ဆို ဟာ တကယ်တော့မ ဘိုးချိုးပြစ်လိုက်မယ် အဲ့ လို့ ဒါ ပါ ပြီးရော A few moments later. ဩကာဒဩကာဒဩကာဒအိုင်ကဝစီဩကာဒဩကာဒအိုင်ကဝစီက ဖះဘော်ဆိုတော့ဖះပဲရှောက်ဖို့မဘာလို့ရမှာလဲဘာတွေလဲဖះရှောက်ဖို့ဘာဖြစ်လို့ဘာလဲဘာမှမလုပ် မင်းလည်းဆိုင်ကတစ်ဝယ်လာဆိုဒီဆိုင်ကလေးဆိုင်ကတစ်ဝယ်လာနတ်မပြဘူး ဟာနှက်ပြရလား ငါတို့ညာနဲ့ဆင်ပြောရလားဟုတ်တယ်လေသူများဆိုဆိုင်ကကားအစ်ဝယ်လာရင်နတ်တန်းပြမှန်းပြဘူးလား ဟုတ်လို့လားကွာပြလို့လား ငါပြစရာတော့မလိုတော့ဘူးထင်တယ်နော်ဟာဘာလို့တော့ငါသူ့ရှိရနေတိုင်းဖြတ်မောင်းတော့သူမြင်တော့ပါလေ အဲ့လေဖြတ် respect ရှိလေနေတိုင်းဖြတ်မော်ပြကြမလို့နေတိုင်းမြင်နေတာဘာလို့တကူတခါတော့ပြတော့ respect ရှိလမ်းထိပ်ကနောက်ကိုပြော respect ရှိ သူတို့လောပိုင်းတိုင်းမင်းပြောင်းနေတယ်ဘယ်ဒီသွားနေဟုတ်တယ်ကွာမတွေ့ရကြတော့မင်းမတွေ့ဘူးမတွေ့ချင်တော့ ဟင်း ပြတော့နောက်တဲ့ကောင်ခုမင်းဘာလဲလုပ်နေ ဟင်း ဘာမလုပ်ပါဘူးကွာမနက်ကမှဓမ္မောက်တင်းနေရဘူးအဲ့မေချောင်းစီးပြီးတော့ဟောင်းတီးပြီး ဟာအလှလို့ သူကတော့ခင်ဗျားတို့မတက်နိုင်တော့နမ်းပြစ်လေးဖုန်းကြောင်သွားလူပြစ်တယ် နှမ်းပြ ဘလို့ဖုန်းကြောင့်နှမ်းမြစ်လူတာတော့မင်းရလေ နမ်းပြစ်ကိုကျေးစီရုပ်ထုပြီးလူတာက ဟော တိတ်မကြည့်ပါဘူးရှေ့အယောင်90နောက်အယောင်90တရား အာမင်းနှမ်း ပြိုင်ကြွားနေတာပြိုင်ကြွားနေတာလှတော့သားရ ငါအိမ်ကကျွဲကြီးဆိုရင်ကွာချီတရားမရှိလို့အိမ်မြင်ထုတ်ထားရတာ ဘလောက်တောင်ကြီးရတော့ ဘလောက်ကြီးလဲဆိုရင်ကွာငါတကောင်အမေဂျိုးတစ်ဖက်ပေါ်လာနာတာဟိုဘက်ဂျိုးကူးတာ ဟာ တစ်လားလောက်ကြာ ဟာ အဲ့လောက်ကြီးရဲ့ကြွေးများကွာမင်းကလည်းငါတော့အိမ်လာချီထားပြီးရော ဟာမင်းတို့အိမ်ကဘလောက်ကြီးလို့တော့ ဘလောက်ကြီးလဲဆိုရင်သူ့သမီးလေးမွေးကားသာ ဟမ် တမ်းမြင်မောကနေပြုတ်ကြ ဟာ အောက်ရောက်တော့အသက်က60နဲ့မှ6နဲ့ပြည့် အဲ့လောက်ကြီးကြာတော့ကွာဒါနဲ့မင်းကအဆိုးတော်လောက်တော့မှဆိုး ဟုတ်တယ်ငါအမှုပညာလောကထဲဝင်တော့ပါလေ ဆိုးတော်လောက်ရင်မင်းအဆိုးတော်နမဲကောင်းမှပေါက်တာနော် ဘလူ ဥမာမင်းကွာအန်စားကြီးတို့အန်လုံးဝါတို့မင်းကနမဲတစ်ခုပေးလိုက်မယ်ကွာ အဲ့နေရာကျငါမင်းအားကိုးတယ်ဗျာ အဲစင်းရှင်းလို့ အဲ့ဒီရှင်းအများတော့အဲ့ဒီရှင်းဆိုတာရအဲ့ဒီရှင်းဆိုတာရများတာဟောကွာမင်းကလည်းရဆက်ဆက် ရှင်ဒီအရက်တွေကိုပဲနေရောညရောတောက်နေတော့မှလားမကောင်းမှန်းသိရက်နဲ့ရှင် တောက်တယ်ကွာမင်းဘာဖြစ်ချင်လဲပြောကွာ ပုံပုံဗျာတပည့်တော်ရဲ့ယောက်ျားကိုအရက်မတောက်ဖို့ဆုံးမပေးတော့ဗျာတပည့်တော်ပြောတာမရလို့ပါဗျာ ဟာတခါကြီးဒီမကောင်းတဲ့အရက်တွေမကောင်းမှန်းသိပြီးဘာလို့တောက်နေတာလဲတပြည့်တော့ကောင်းတဲ့အရက်တွေမဝင်နိုင်သေးလို့ပါဗျာ အဲ့လိုကြီးချတပိန်းနဲ့လမ်းထူလိုက်အောင်ကောင်းတဲ့ရက်တွေမတွေ့သေးလို့ကျွန်တော်ဗီဒီယိုကိုကြည့်ရှုပေးတဲ့ကြည့်ရှုသူပြိုကတယောက်ချင်းစီအားလုံးကိုကျေးဇူးပင်အထူးတင်ရှိပါတယ်ခင်ဗျာ